အားလုံးပဲမင်္ဂလာပါတော့ကျွန်တော်ကမွန်တာဝန်ရောက်နေပါတယ်ဗျာကျွန်တော်အခုစမလည်းရောက်ပြီဆိုခဏလေးကျွန်တော်မြို့အလေသုံးဝဖြစ်ပါတယ်နော်ဒီမှာအခုကဒီမှာကျွန်တော်နေတဲ့အိမ်မှာနော်ကျွန်တော်နေပဲအိမ်မှာ install လုပ်နေတာနော် install လုပ်နေတာဒီအကိုရသူကဟိုအင်ရှိမှာဆောင်ဘူးလို့ပြောရနော်အဲ့ဒါကျွန်တော်အခုခဏမြို့လေတော့မယ်မြို့လေတော့မှာမြို့လေမှာလည်းအများကြီးလောက်ထားတာရှိတယ်အဲ့ဒီရက်ကွက်မှာတမ်းယူအေးလိုက်နေလေHello guys အခုကျွန်တော်မွန်တာဝရောက်နေနော်ညမှာမွန်တာဝအလေးတော့စမတ်တူကိုလေးအရင်လေးကောင်းပါနော်ဒါကမွန်တာဝရဲ့ကိုရဖျားတုံးပဲဖြစ်ပါတယ်မောမာရောဒီဖျားတုံးမှာမဖြစ်မနေလားလာခဲ့ကြပါ